အိမ်မြောင်ကချေလေးထုတ်ဖို့အတွက်အရင်ဆုံးမန်ချီရင်လေးလုပ်လိုက်ပါမန်ချီရင်တွေကနေဖုန်မီနှစ်ချက်တက်မယ်ဒီတော့ရင်တိုင်းရှိ၄တိုင်းထိုးပါမယ်ဆိုင်တော့ခွင်းလေးကိုဆွတ်ဆွတ်လိုက်ပါဒီမှာဆွတ်ထုတ်ခဲ့တဲ့ဘက်မှာလာချိတ်မယ်နော်ဖုန်မီနှစ်ချက်တက်မယ်ဒီဆုံးတိုင်းရှိနောက်တစ်ပုံမှာတော့တိုင်းရှိတိုင်းပွားနောက်တစ်ပုံမှာတိုင်းရှိနောက်ဆုံးချက်နဲ့ပေါက်ထင်မှာတော့တိုင်းရှိတိုင်းပွားထိုးမယ်ဒါဆိုအလုံးပေါင်းတိုင်းရှိ6တိုင်ရတယ်နော်ပြီးရင်တော့ဆွတ်ထုတ်ခဲ့တဲ့ပုံမှာရှစ်ကောနဲ့လာချိလိုက်မယ်နောက်တစ်တက်ဖို့အတွက်ဖုန်မီနှစ်ချက်ဒီထဲမှာတော့တစ်ပေါက်ကိုတိုင်းရှိတစ်တိုင်းနှုံးနဲ့တိုင်းရှိ6တိုင်ထိုးလိုက်ပါတိုင်းရှိ6တိုင်ထိုးပြီးတော့တဲ့အခါမှာတော့ဆွတ်ထုတ်ခဲ့တဲ့ပေါက်ထင်းမှာရှစ်ကောနဲ့လာချိလိုက်မယ်နောက်တစ်တက်ဖို့အတွက်ဖုန်မီနှစ်ချက်ဒီထဲမှာတော့အရင်ဆုံးတိုင်းရှိတစ်တိုင်းနောက်တစ်ပေါက်မှာတိုင်းရှိတိုင်းပွားနောက်တစ်ပေါက်မှာတိုင်းရှိတစ်တိုင်းပြန်ထိုးမယ်နောက်တစ်ခါထပ်ထိုးမယ်တိုင်းရှိတစ်တိုင်းတိုင်းရှိတိုင်းပွားပြီးတိုင်းရှိဆက်ထုတ်ခဲ့တဲ့ပေါက်မှာရှစ်ကောနဲ့လာချိမယ်နောက်တစ်တက်ဖို့အတွက်ဖုန်မီနှစ်ချက်ဒီထဲမှာတော့အရင်ဆုံးတိုင်းရှိ3တိုင်ထိုးမယ်ပြီးတော့ရင်တိုင်းရှိတိုင်းပွားတစ်ခါထိုးမယ်နောက်ခါထပ်ထိုးမယ်တိုင်းရှိ3တိုင်တစ်ပေါက်တစ်တိုင်ကိုအရင်ထိုးမယ်နောက်ဆုံးချက်နဲ့ပေါက်မှာတော့တိုင်းရှိတိုင်းပွားတစ်ခါထိုးမယ်တန်းဆုံးသွားရင်တော့တိုင်းရှိ10တိုင်းရှိနေလိမ့်မယ်ဆက်ထုတ်ခဲ့တဲ့ပေါက်မှာရှစ်ကောနဲ့ချိမယ်နောက်တစ်တက်ဖို့အတွက်ဖုန်မီနှစ်ချက်ဒီထဲမှာတော့တစ်ပေါက်ကိုတိုင်းရှိတစ်တိုင်းနှုံးနဲ့တိုင်းရှိ10တိုင်းထိုးလိုက်မယ်တိုင်းရှိ10တိုင်းထိုးပြီးသွားတဲ့အခါမှာတော့ဆက်ထုတ်ခဲ့တဲ့ပေါက်မှာရှစ်ကောနဲ့လာချိလိုက်မယ်နောက်တစ်တက်ဖို့အတွက်ဖုန်မီတစ်ချက်ပဲထိုးတော့မယ်နော်ပြီးရင်တိုင်းတို့နှစ်တိုင်းတစ်ပေါက်တစ်တိုင်းနော်ပြီးတော့ရင်တိုင်းလက်ပြီးတော့ရင်တော့တိုင်းရှိတိုင်းပွား၄ကထိုးမယ်ပြီးရင်တိုင်းလက်တစ်ခါပြန်ထိုးမယ်နောက်ဆုံးချက်နဲ့နှစ်ပေါက်မှာတော့တိုင်းတို့
တဘောတတိုင်းစီထိုးလိုက်မယ်ပြီးရင်စထုတ်ခဲ့တဲ့ပေါင်းမှာရှက်ကောနဲ့လာချိတ်မယ်နောက်တရံတစ်ဖို့အတွက်ဖွင့်ပြီးတစ်ချက်အရင်ဆုံးတိုင်တို့တိုင်ရောတစ်ခါထိုးမယ်ပြီးတော့ရင်တိုင်လက်တိုင်ဘွားကိုတစ်ခါပြီးတော့ရင်တော့တိုင်ရှိရှစ်ခါထိုးမယ်ပြီးတော့ရင်တိုင်လက်တိုင်ဘွားတစ်ခါပြန်ထိုးမယ်နောက်ဆုံးကျန်တဲ့နှစ်ပေါက်တော့တိုင်တို့တိုင်ရောတစ်ခါထိုးလိုက်မယ်စထုတ်ခဲ့တဲ့ပေါက်ထဲမှာရှစ်ခေါနဲ့လာချိတ်မယ်ဒီအတန်းပတ်တန်ကိုနောက်ထပ်3တန်းထပ်ထိုးလိုက်ပါဒီတန်းပါရဆိုအလုံးပေါင်း4တန်းเนาะထိုးပြီးရင်ပြန်ကြည့်မယ်အတန်းကုန်လုံးထိုးပြီးသွားပြီဆိုရင်တော့စထိုးခဲ့တဲ့အပေါက်မှာရှက်ကောနဲ့လာချိတ်လိုက်မယ်နောက်တစ်ရံတစ်ဖို့အတွက်ဖွင့်ပြီးနှစ်ချက်အရင်ဆုံးတိုင်လက်တိုင်ရောတစ်ခါထိုးမယ်ပြီးရင်တိုင်ရှိစေတိုင်းထိုးမယ်တိုင်ရှိစေတိုင်းထိုးပြီးတော့တဲ့အခါမှာတော့တိုင်လက်တိုင်ရောတစ်ခါပြန်ထိုးမယ်ပြီးရင်စထိုးကြတဲ့ပုံမှာရှစ်ခေါနဲ့လာချိတ်လိုက်မယ်နောက်တစ်ရံတစ်ဖို့အတွက်ဖွင့်ပြီးနှစ်ချက်အရင်ဆုံးတိုင်ရှိတိုင်ပေါ်တစ်ခါထိုးမယ်ပြီးရင်တော့တိုင်ရှိနှစ်တိုင်ကိုတစ်ပေါက်တစ်တိုင်းထိုးလိုက်မယ်ပြီးတော့ရင်တိုင်လက်6တိုင်ထပ်ထိုးမယ်တစ်ပေါက်တစ်တိုင်းနော်ပြီးရင်တိုင်ရှိနှစ်တိုင်တစ်ပေါက်တစ်တိုင်းပြန်ထိုးမယ်ဒီနောက်ဆုံးကျန်တဲ့ပေါက်မှာတော့တိုင်ရှိတိုင်ပေါ်တစ်ခါထိုးလိုက်မယ်ပြီးရင်တော့ဆော့ထိုးခဲ့တဲ့ပေါက်မှာရှက်ခေါနဲ့လာချိတ်မယ်နောက်တစ်ဖို့အတွက်ဖွင့်ပြီးနှစ်ချက်အရင်ဆုံးတိုင်ရှိနှစ်တိုင်တစ်ပေါက်တစ်တိုင်းစီထိုးမယ်ပြီးတော့ရင်တိုင်လက်3တိုင်တစ်ပေါက်တစ်တိုင်းစီထိုးမယ်ပြီးတော့ရင်တော့တိုင်တို့4တိုင်တစ်ပေါက်တစ်တိုင်းစီထိုးမယ်ပြီးတော့ရင်တိုင်လက်3တိုင်ကိုတစ်ပေါက်တစ်တိုင်းစီပြန်ထိုးလိုက်မယ်ပြီးရင်တိုင်ရှိနှစ်တိုင်ကိုတစ်ပေါက်တစ်တိုင်းစီပြန်ထိုးမယ်ဆုံးတိရောက်သွားရင်တော့ဆက်ထိုးခဲ့တဲ့ပုံမှာရှက်ကောနဲ့ချိတ်မယ်ဖုန်မီတစ်ချက်ထိုးပြီးတော့ချီစာလေးဖြတ်လိုက်မယ်နော်
ပြီးရင်ဆီလီကွန်လေးထည့်လိုက်မယ်ဆီလီကွန်လေးထည့်ပြီးသွားပြီဆိုရင်နော်နှုတ်တီလေးထိုးမယ်နော်ဒီလိုအပေါ်ချမ်းနဲ့အောက်ချမ်းရှိပါမယ်အပေါ်ချမ်းမှာ10ပင်ရှိပြီးတော့အောက်ချမ်းမှာ6ပင်ရှိပါမယ်ဒီမှာနော်အောက်ချမ်းမှာ1 2 3 4 5 6အပေါ်ချမ်းမှာ1 2 3 4 5 6 9 10ဒီပြန်လေးစထိုးမယ်စဦးဆုံးပေါက်ထရနေပြီးတော့ခြီလေးယူလိုက်မယ်ပြီးရင်ဖုန်မီ2ချက်တက်မယ်ပြီးရင်တော့ဒီဖုန်မီတက်ထားတဲ့အပေါက်ထဲမှာတိုင်းရှိတိုင်းပွားတစ်ခါထိုးမယ်တိုင်းရှိတိုင်းပွားထိုးပြီးတော့ရင်တော့တိုင်းရှိ6တိုင်းကိုတစ်ပေါက်တစ်တိုင်းထိုးလိုက်မယ်ပြီးရင်တော့နောက်ဆုံးကျန်တဲ့အပေါက်မှာတိုင်းရှိတိုင်းပွားတစ်ခါထပ်ထိုးမယ်ပြီးရင်ဖုန်မီ2ချက်တက်မယ်ပြန်လှည့်မယ်တိုင်းရှိတိုင်းရောတစ်ခါထိုးမယ်ပြီးရင်တိုင်းရှိ6တိုင်းတစ်ပေါက်တစ်တိုင်းစီထိုးမယ်ပြီးရင်တိုင်းရှိတိုင်းရောတစ်ခါပြန်ထိုးမယ်ဖုန်မီ2ချက်တက်မယ်လှည့်မယ်တိုင်းရှိတိုင်းရောတစ်ခါထိုးမယ်ပြီးရင်တိုင်းရှိ4တိုင်းတစ်ပေါက်တစ်တိုင်းပြီးရင်တော့တိုင်းရှိတိုင်းရောတစ်ခါပြန်ထိုးမယ်ဖုန်မီ2ချက်တက်မယ်ပြန်လှည့်မယ်တိုင်းရှိတိုင်းရောထိုးမယ်ပြီးရင်တိုင်းရှိ2တိုင်းတစ်ပေါက်တစ်တိုင်းပြီးရင်တော့တိုင်းရှိတိုင်းရောတစ်ခါပြန်ထိုးမယ်ဒီလိုမျိုးလေးဖြစ်နေမယ်နော်ပြီးတော့ရင်တော့ဖုန်မီတစ်ချက်ထိုးပြီးတော့ကြီးစဆွဲထိုးပြီးဖြတ်လိုက်မယ်ဒါဆိုအပေါ်နှုတ်တီးပြီးတော့ရင်အနှုတ်တီးထိုးမယ်နော်ဒီဘက်ကနေယူမယ်ဖုန်မီ2ချက်တက်မယ်ပြီးရင်တိုင်းလက်6တိုင်းထိုးမယ်
ပြီးတော့ရင်ဖုန်မီနှစ်ချက်တက်မယ်လဲမယ်တိုင်လက်တိုင်ရောတစ်ခါထိုးမယ်ပြီးရင်တိုင်လက်နှစ်တိုင်ပြီးရင်တိုင်လက်တိုင်ရောတစ်ခါပြန်ထိုးမယ်ပြီးတော့ရင်ဖုန်မီတစ်ချက်ထိုးမယ်ခြေစားဆွဲထိုးပြီးတော့ဖြတ်လိုက်မယ်နော်ဒီခြေစားလေးတွေကိုတင်လိုက်မယ်ကိုယ်တွေကိုအလုံးထိုးလို့ပြီးတော့ပြီဆိုရင်နော်ပါစနဲ့ရှာကိုဆက်ထိုးမယ်နော်ရှာထိုးဖို့အတွက်ချီနီအောင်သုံးပါမယ်စလင်းနော်လေးလိုလိုက်ပါပြီးတော့ရင်ဖုန်မီစေချက်ထိုးမယ်ဖုန်မီစေချက်ထိုးပြီးတော့ပြီဆိုရင်တော့ဒီဒုတိယမြောက်ပြန်ကနေတိုင်တို့၈တိုင်ပြန်လဲထိုးပါမယ်တိုင်တို့ရှစ်တိုင်ထုတ်ပြီးသွားပြီဆိုရင်တော့ဒီထိတ်ဆုံးအပေါက်ထဲမှာတစ်ပေါက်ထဲမှာတိုင်တို့၃တိုင်ထိုးလိုက်ပါမယ်ပြီးရင်တော့ဒီဘက်ခြမ်းကိုတိုင်တို့9တိုင်အရင်ဆုံးပြန်လဲထိုးပါမယ်ပြီးရင်နောက်ဆုံးကျန်တဲ့ပေါက်ထဲမှာတစ်ပေါက်ထဲမှာတိုင်တို့2တိုင်ထိုးလိုက်ပါမယ်ဒီနောက်ဆက်ထိုးရတဲ့ပေါက်ထဲမှာရှက်ကွန်နဲ့လာချိတ်မယ်နောက်တစ်တက်ဖို့အတွက်ဖုန်မီတစ်ချက်တစ်ပေါက်ထဲမှာတိုင်တို့2တိုင်အရင်ဆုံးထိုးလိုက်ပါမယ်ပြီးရင်တော့တိုင်တို့9တိုင်တစ်ပေါက်တစ်တိုင်ထပ်ထိုးပါမယ်တိုင်တို့9တိုင်ပြီးတော့ရင်တော့တစ်ပေါက်ထဲမှာတိုင်တို့2တိုင်ကို3ကထိုးပါမယ်တိုင်ပွား3ကပေါ့နော်ပြီးရင်တိုင်တို့9တိုင်တစ်ပေါက်တစ်တိုင်ပြန်ထိုးပါမယ်ပြီးရင်တော့တစ်ပေါက်ထဲမှာတိုင်တို့2တိုင်ကို2ခါပြန်ထိုးပါမယ်ပြီးရင်တော့ဆောက်ထုတ်ခဲ့တဲ့ပေါက်ထဲမှာရှက်ခွန်နဲ့လာချိတ်လိုက်နောက်တစ်တက်ဖို့အတွက်ဖုန်မီတစ်ချက်ပထမဆုံးပေါက်ထဲမှာတိုင်တို့နောက်တစ်ပေါက်မှာတော့တစ်ပေါက်ထဲမှာတိုင်တို့2ခါထိုးမယ်ပြီးရင်တိုင်တို့9တိုင်တစ်ပေါက်တစ်တိုင်ပြန်ထိုးမယ်
ပြီးတော့ရင်တော့ရိုးရိုးတိုင်တို့တစ်ခါတစ်ပေါက်ထဲမှာတိုင်တို့နှစ်ခါကို3ချိန်ထိုးမယ်ပြောချင်တာရိုးရိုးတိုင်တို့တစ်ခါတိုင်ပွားတစ်ခါကို3ချိန်ထိုးခိုင်းတာပါပြီးရင်တိုင်တို့9ခါကိုတစ်ပေါက်တစ်တိုင်ပြန်ထိုးမယ်ပြီးတော့ရင်တော့ရိုးတိုင်တို့တစ်ခါတိုင်ပွားတစ်ခါကို2ချိန်ပြန်ထိုးမယ်ပြီးတော့ပြီဆိုရင်တော့ရှင်းစားလေးဆွတ်ထုတ်ပြီးဖြတ်လိုက်ပါမယ်ဒါလေးကိုချုပ်ဝက်လေးနဲ့ညီညီညာလေးဖြစ်အောင်ချုပ်လိုက်ပါပြီးတော့ရင်ရှာထိုးမယ်နော်ရှာတော့ဒီပစက်ရဲ့အလေတက်တဲ့လောက်ကနေဖမီဆက်ချက်ထိုးမယ်ပြီးရင်တော့ဒီ3ဝင်မြောက်ကနေတန်းလက်8တိုင်ပြန်လဲထိုးလိုက်မယ်ပြီးရင်ဒီဘက်ချက်မှာရှက်ကောနဲ့အခြေလိုက်မယ်ပြီးရင်ဒီပစက်လေးနဲ့နှုတ်တီးနဲ့ကိုချီစိမ်းအောင်လေးနဲ့တွဲလိုက်မယ်နော်ဒီနှုတ်တီးပပချလဲကိုတိုင်တိုလေးနဲ့တွဲလိုက်ပါတွဲပြီးတဲ့အခါပြန်ကြည့်မယ်နော်တွဲချုပ်ပြီးသွားတဲ့အခါမှာတော့မျက်လုံးလေးထိုးပါမယ်နော်မျက်လုံးလေးထိုးဖို့အတွက်ခွင်းရှည်လေးလုပ်လိုက်ပါပြီးရင်ဖုန်မီတစ်ချက်တက်မယ်ပြီးသွားရင်တော့ဒီထဲမှာတိုင်တို့6တိုင်ထိုးလိုက်မယ်နော်ထိုးပြီးသွားရင်တော့ခွင်းလေးကိုဆွဲဆုပ်လိုက်ပါစထိုးခဲ့တဲ့ပုံမှာရှက်ကောနဲ့လာချိပါမယ်နောက်တစ်ရံတက်ဖို့အတွက်ဖုန်မီတစ်ချက်ဒီတရမ်းမှာလည်းတိုင်တူ6တိုင်ကိုတစ်ပေါက်တစ်တိုင်နှုံးနဲ့စုံတဲ့အထိထိုးလိုက်ပါမယ်ဆုံးထိရောက်ပြီဆိုရင်တော့စထိုးခဲ့တဲ့ပုံမှာရှက်ကောနဲ့လာချိပြီးတော့
ခြေစားလေးဆွဲထုတ်ပြီးဖြတ်လိုက်မယ်နော်မျက်လုံးလေးကိုနှလုံးထိုးလိုက်ပါမယ်နော်ထိုးပြီးတဲ့အခါမှာတော့အယုတ်မှာကိုနှစ်ကပ်လိုက်ပါမယ်ခဲပြီးရင်တော့ခြေဒီလက်တွေထိုးမယ်နော်ဟီတာနေထိုးမယ်ဖုန်မီခုနှစ်ချက်တက်ပါမယ်လက်ကနေရင်ထိုးမယ်နော်ဒါအခုထိုးနေလက်ပါပြီးရင်ဒုတိယမြောက်ပင်ကနေရှက်ကောနှစ်ပင်လှည့်ထိုးလိုက်မယ်ပြီးရင်ဖုန်မီနှစ်ချက်တက်မယ်ဒုတိယမြောက်ပင်ကနေရှက်ကောတစ်ချက်ဒီပေါက်ထဲမှာရှက်ကောတစ်ချက်နောက်တစ်ခါထပ်ထိုးမယ်ဒုတိယမြောက်ပေါက်မှာရှက်ကောဒီပေါက်မှာရှက်ကောပြီးရင်တော့အောက်ဖက်ထီကိုရှက်ကောလေးပင်ပြန်ထိုးလိုက်မယ်နော်ပြီးရင်ဒီကိုယ်ထဲမှာရှက်ကောတစ်ချက်ခြေလိုက်မယ်ခြေစားလေးဖြတ်လိုက်မယ်ကြံနေတဲ့လက်တစ်ဖက်ကိုလည်းဒီတိုင်းပဲထိုးလိုက်မယ်နော်လက်နှစ်ဖက်ပြီးတော့ပြီဆိုရင်တော့ခြေထောက်နှစ်ဖက်ထိုးမယ်အရင်ဆုံးဖုန်မီရှစ်ချက်တက်လိုက်ပါမယ်သွားရင်ဒုတိယမြောက်ပင်ကနေရှက်ကောနောက်တစ်ပေါက်မှာရှက်ကောပြီးရင်ဖုန်မီနှစ်ချက်ရှက်ကောတစ်ချက်နှစ်ချက်ဖုန်မီနှစ်ချက်ဒုတိယမြောက်ပင်ကနေရှက်ကောရှက်ကောပြီးလို့ရှိရင်အောက်ဘက်ကိုရှက်ကော၅ချက်ထပ်ထိုးလိုက်မယ်နော်
ပြီးရင်ကိုယ်ထဲမှာရှစ်ခေါ်တစ်ချက်ခြေလိုက်မယ်ခြေအသေးအကြီးပေါ်လိုက်ပြီးတော့အကောင်အကြီးအသေးခွာမယ်နော်ကျန်နေတဲ့ခြေတော်တစ်ဖက်ကိုလည်းထိုးပြီးတော့ဒီခြေစားလေးတွေတင်လိုက်မယ်နော်ထိုးပြီးတဲ့အခါပြန်ကြည့်မယ်ခြေစားလေးတွေတက်ပြီးနော်ကီချင်းလေးပါတစ်ခါတည်းတက်လိုက်ပါနော်ခုဆိုရင်တော့ကျမတို့အိမ်မြောင်ကီချင်းလေးထိုးလို့ပြီးသွားပါပြီနောက်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်